လောက်တော့တမီးမှာစိုးရပူပင်စိတ်တွေအများကြီးရှိခဲ့ပါတယ်အခုတော့စိုးရပူပင်စိတ်တွေမရှိတော့ပါဘူးဟုတ်လားရှိပါတယ် happy world ဖြစ်ပါတယ်ဒါတော့သမီးတို့ကိုယ်တိုင်ပေးထားတာဖြစ်ပါတယ်အရင်တော့ဆိုရင်ပေါ့နော်သူတို့ကငလင်လုတ်ပြီးနောက်ပိုင်းမှာကျောင်းမတက်ချင်တာတို့ပြီးတော့ငလင်ထဲမှာကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းတွေပါသွားတာကျောင်းဆောင်တွေပျက်စီးသွားတာရှိရတော့သူတို့ကကျောင်းမတက်ချင်တာတွေသမီးလေးကဒီငလင်လုတ်တဲ့အချိန်တော့သမီးက3မိုင်မှရှိပါတယ်လမ်းမှာတိုက်ပြရရေးတည်းတော့သမီးစိုးရင်ခဲ့ရပါတယ်အိမ်ကိုရောက်တော့အိမ်မှာအင်္ဂါပြုတ်ပြတ်နေတော့သမီးမှာဘယ်မှာနေရမလဲလို့တွေးနေကျမကိုယ်တိုင်လည်းငလင်တောင်ခံစားခဲ့ရတယ်ငလင်လုတ်ပြီးနောက်ပိုင်းမှာငလင်နောက်ထပ်လုံးမယ်ဆိုရဲစိုးရိမ်စိတ်တွေနဲ့စိတ်ဒဏ်ရာတွေရရှိခဲ့ဒါကြောင့်မလို့ကျမလိုမျိုးစိတ်ဒဏ်ရာရရှိနေတဲ့ကလေးတွေကိုစိတ်ဒဏ်ရာမရရှိအောင်ပြီးရင်စိတ်ဒဏ်ရာလေးတွေတက်တာသွားစီအောင်ဆိုပြီးဒီကစားနည်းတွေဒီလှုပ်ရှားမှုတွေလှုပ်ရှင်းအဖြစ်ပေါ့နော်သူတို့အရင်တော့ဆိုရင်ဒီနေရာကိုလာလို့ရှိရင်တယောက်နဲ့တယောက်စိတ်နေကြတယ်နဲကြရပေါ့နော်ဒီကစားနည်းကိုကစားပြီးတော့အောင်တဲ့ဆက်ဆံရေးတွေလည်းအားကောင်းလာတယ်ပြီးတော့တွေးခေါ်မှုပိုင်းတွေလည်းပို့ပြီးတော့တိုးတက်လာတယ်လို့မြင်ရတယ်ပေါ့နော်DCF အစီအစဉ်လေးကိုအင်အားလို့ဒါလာခဲ့ရပါတယ်။မော်တမီးမလာချင်ပါဘူး။ကိုမတိရဲ့သူတွေနဲ့တစိမ့်နေနဲ့အတူတူကစားရမယ်။တူတူနေရမယ်ဆိုတော့တမီးမကြိုက်ပါဘူး။ဆရာမတွေကအသိပညာတွေပေးရတငယ်ချင်းတွေနဲ့အတူတူပူပေါင်းစီလုံးကအတူတူဂိမ်းတွေကစားခဲ့ရတော့တိမ်မှာပြရှင်ခဲ့ရပါတယ်။